အမျိုးသမီးတွေကလက်ဖက်6ထုတ်ဆိုတာကိုသိပါအဲ့တော့အဲ့လက်ဖက်6ထုတ်ကဒီရေနွေးတဲ့ကိုကပေါ့နော်ထဲလိုက်တော့မှကိုဘလောက်ကြီးထိပြင်းထန်လဲဆိုတာကိုသိပါတယ်အမျိုးသမီးတွေကကိုထင်တာတက်ကြန့်ခိုင်တယ်ဒီလက်ဖက်6ထုတ်ကအပြင်မှာဒီတိုင်းပဲသူ့အနေနဲ့သူဒီတိုင်းပဲထားထားလဲဆိုရင်ဘာမှအနှစ်သာရမရှိဘဲနဲ့ဘာမှအကျိုးကျေးဇူးမရှိသလိုမျိုးပဲဒါပေမဲ့ရေနွေးတဲ့ကိုထည့်လိုက်ပြီးဆိုရင် strong ဖြစ်ပြီးတော့မှကိုကဂုံတက်တိတစ်ခုထွက်လာတယ်ပေါ့နော်တူပါပဲကျမတို့အမျိုးသမီးတွေကဒီလက်ဖက်6ထုတ်လို့မျိုးဘဝပြဿနာတွေကြုံတွေ့ရပြီဆိုရင်တဖြည်းဖြည်းနဲ့ပို့ပြီးတော့မှကြန့်ခိုင်လာတဲ့ကိုဒါကိုတော့နားလည်ထားပါအမျိုးသမီးတွေကလေဘယ်သူမှလောကကြီးမှာကျွန်တော်တို့အမျိုးသမီးတွေလိုမျိုးဘိုက်ကြီးပြီးတော့မှနော်ကိုခန္ဓာကိုယ်ကြီးထဲမှာကလေးတစ်ယောက်ကြီးကိုထည့်လူတစ်ယောက်ကိုဖန်တီးလိုက်တာနော်လူဖန်တီးပြီးတော့မှအဲ့ကလေးကိုထုတ်လိုက်တယ်ပြီးရင်အဲ့ကလေးမွေးပြီးသွားပြီဆိုရင်လေစိတ်ညစ်နေတယ်စိတ်တက်ကြနေတယ်ဒါပေမဲ့အဲ့စိတ်ညစ်စိတ်တက်ကြတဲ့ဂျားတွေကဒီကလေးသေးလေးကိုကြက်မဖြစ်ပြီးတော့ကြီးထွားလာအောင်ကြက်ခိုင်တဲ့ကလေးတယောက်ဖြစ်အောင်လို့ထိန်းချောင်းပေးနိုင်တယ်ဆိုတဲ့တတိနဲ့လှုပ်ဆောင်နိုင်စွမ်းကဘလောက်ကြီးလဲစဉ်းစားကြည့်ပါဒါအမျိုးသားတွေကိုလှုပ်ခိုင်းကြည့်သူတို့လုံနိုင်မှာမလားမသိဘူးအဲ့ဒါလေးကိုပြန်ပြီးတော့တွေးကြည့်ပါ we are very strong ကျွန်တော်တို့ထင်ထားတဲ့ပိုပြီး strong ဖြစ်တယ်ဆိုတာကိုဒီထဲမှာကိုစိတ်တက်ကြနေတဲ့အမျိုးသမီးတွေပြီးရင်ကိုယုံကြည်မှုအားနည်းနေတဲ့အမျိုးသမီးတွေအားလုံးကိုဒီကနေပြီးတော့မှသတိပေးခြင်းပါတယ်ကျမတို့အမျိုးသမီးတွေအားလုံးကလက်ဖက်6ထုတ်ပါဒုက္ခတွေပြဿနာတွေကြုံတွေ့ရပြီဆိုမှဒီအယိုးတွေကနေပြီးတော့မှအကုန်လုံးပဲခွန်အားတွေထွက်လာသလိုမျိုးပဲပေါ့နော်ဒါကြောင့်မလို့အားလုံးကလုံနိုင်တယ်โอเคဒါတော့အရင်ဆုံးယုံကြည်မှုရှိရမယ်